ဒီလိုပြောမလို့ဂျိုင်းလိမ့်စီအပျော်စားလေးပဲဖြစ်ဖြစ်ကြောက်ချင်လေးဖြစ်ဖြစ်အဲ့လိုမျိုးလေးသုံးပေးဂျိုင်းကိုရှောက်ပြီးတော့မကုတ်နဲ့ဇာကနာနဲ့မဆွဲနဲ့ဝစင်လို့ဘာလို့လုပ်ဒီနာဝတ်တမအောက်ချင်းကမင်္ဂလာပါရှင်အဲ့ဒီလေဂျိုင်းကိုတီးတန့်ကြိုက်တဲ့နာဘူးကတက်ရှိရသေးလားထပ်ဘလော့ရလဲမကုတ်နိုင်ဘူးအောက်ချင်းကမင်္ဂလာပါရှင်ဘာလဲကွာဂျိုင်းကိုတီးတန့်ကြိုက်တာလေအံ့ဩစရာကြီးကောင်းလိုက်တာအစိခံလိုက်ရတော့အစိခံရတာများလို့ comment တော့မပိတ်ထားရဟိုလူကြီးမင်္ဂလာပါရှင်စာပုတ်ခဏကြီးကိုရန်နိုင်ဦးမင်္ဂလာပါโอเคပါတားတိချင်နေလောက်ကြရသူများရဲ့ပါလို့ကိုဂျစ်မင်္ဂလာပါရှင်မင်္ဂလာပါရှင်အဲ့ဒီလေကနေတဲ့အချိန်ဆိုလေထက်စိတ်ဆိုးစွာပါလဲဆိုတော့လေခဏလေးနားတဲ့အချိန်ဆိုလို့ရှိရင်အရန်ကိုထပြီးတော့ကပြခိုင်းတာတို့တပတ်လှည့်ခိုင်းတာတို့ခြေထောက်ကိုမိုးပေါ်ထောင်ပြီးတော့ခြေထောက်တစ်ဖက်ကိုထိုင်ကုန်ပေါ်တင်ပြီးတော့ကခိုင်းတာတို့အနောက်ကိုလှည့်ပြီးတော့ကုန်းကခိုင်းတာအရန်မကြိုက်ဘူးဒီလားကိုဟာကိုလုံမှာပေါ့ morning လီလီ morning ဖူးမင်္ဂလာပါရှင်ကချင်စိတ်တောင်မရှိတော့ဘူးအဲ့တော့ရှာရှည်လို့ခံစားရတယ်နော်အေးလီလေးကိုပြောမှာပဲလီရပို့ဆိုးကိုထက်စိတ်ခံစားချက်နူးတယ်လို့ဆိုတော့ပို့ဆိုးနေတယ်တွေ့ပြီးနှစ်ယောက်သားတော့အတူတူဖတ်ပြီးတော့ငိုရအောင်ဟေးဖူးလေးမင်္ဂလာပါရှင်မာတဲ့တိလားတိလဲတိုးနေနော်ခဏကြာလို့ရှိရင်သူများလာဆဲမှာဆိုတော့အကောင့်တုနဲ့ငြိမ်နေတာကျမဟိုဗမာဝတ်စုံအနီအောင်မဆဲခံလိုက်ရတာပူစုပစက်ဒါပေမဲ့နားမပါဘူးလေကျမအချက်ကလည်းမရှိတော့ဘူးဆိုတော့နံပါတ်60မင်္ဂလာပါရှင်စားပြီလားခဏမှစားမယ်8နာရီလောက်မှစားမှာနံပါတ်51မင်္ဂလာပါရှင်အောက်ဖေးရလည်းလန့်စရာမရှိကိုကကိုအကုန်လန့်ထားတာဆိုတော့ Hello ဝိုင်းမင်္ဂလာပါနော်Hi မင်္ဂလာပါရှင် Hello Brown မင်္ဂလာပါနော်ဆိုလေဒီနည်းနည်းတော့ကြောက်လိုက် stalker လားမသိဘူး stalker လားမသိဘူးနည်းနည်းတော့ကြောက်လိုက် follow ပါ Hello မင်္ဂလာပါရှင်ဝက်ပုံစံလေးနဲ့ဘာတူဟဲ့လားအိုင်တော့တီးပြမလုပ်ပါဘူးရှင်ထက်ကဘယ်လိုပြောရမလဲနောက်ထပ်လည်းအလုပ်တွေအများကြီးလုပ်ရအောင်ပါဆိုတော့မကောင်းတဲ့တဲ့င်းကမထွက်ချင်အချိုกว่าဟုတ်တယ်အချိုเนาะအချင်းမှတ်နေရတာတကယ်တော့အချိုနံပါတ်55မင်္ဂလာပါရှင်morning မင်္ဂလာပါ morning အမော်လေးရမလားဆိုပြီးတော့ပြောကြည့်ရပါမရတော့လည်းမပြောဘူးပေါ့အထက်ကိုပြန်ပြောပါတယ်နံပါတ်61မင်္ဂလာပါရှင် Hello နံပါတ်18မင်္ဂလာပါကဲခဏကြာလို့ရှိရင်ထက်နားတော့မယ်နော်နားတော့မယ်ထက်မျက်လုံးကမခံနိုင်တော့ဘူးမျက်လုံးကမိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီအဲ့ဒါဆိုမျက်လုံးအနားပေးတော့မယ်အိတ်တော်တယ်မအိတ်သေးပါဘူးကွာထင်တယ်လေးနော်ဟာဒီကောင်မလေးဆိုလို့ရှိရင်ဝတ်ထားတဲ့စတိုင်ကလည်းဟော့ရဲနဲ့ဆောင်းရမ်းကိုမိုက်တဲ့စော်ကြီးဆိုတော့ငါလိုက်လို့ရှင်ရမလားမသိဘူးဆိုပြီးတော့ဟိုဘက်နှစ်ဘက်ဟိုဘက်ဒီဘက်ဒီလေဒီမျိုးတောက်ချင်မခံဟိုဘက်ဒီဘက်ကျွန်းပြစ်သွားအောင်လို့တခါတည်းဟိုကျိုးပစိုးကိုကျိုးခွင်းဆွတ်ပြီးတော့လဲပြီးပလက်လန်သွားအောင်လို့ပလေးလိုက်အောင်နာဘူးရတက်တဲမင်္ဂလာပါရှင်ကိုကြိုက်တဲ့ကောင်ဆိုတော့တမျိုးပေါ့နော်ကိုတားတွေကြိုက်နေတားတွေကြွေပြီးတော့ fall in love နေတယ်လုံးဝချစ်နေတယ်ဆိုရင်တော့တမျိုးပေါ့ well မင်္ဂလာပါနော်
နံပါတ်51မင်္ဂလာပါရှင်ကိုကျော်ကြီးမင်္ဂလာပါနံပါတ်74မင်္ဂလာပါရှင်မရက်ဆက်တတ်ပါဘူးသူများအသိနှလုံးနဲ့မကစားပါဘူးမကြိုက်ရင်မကြိုက်ဘူးကြိုက်ရင်ကြိုက်တယ်ပေါ့နော်ကဲထပ်နားတော့မယ်ကိုပီတာအေးနားတော့မယ်ဆိုမှတစီလာပေးရလား thank you ကျေးဇူးပါ bye bye